စိန်ခံကားတစ်စီးကကြောင်းဂိတ်တကားရှိမှလာရဲလိုက်ပါတယ်။ချမ်းသာတဲ့မိန်းကလေးတယောက်ကသူမရဲ့ဒီဇိုင်နာအိတ်ကိုပြင်လွယ်လိုက်ရင်ကားပေါ်ကနေဆင်းလာပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းသွားလမ်းလာတွေကိုတရေစာမုံတွေရောင်းချရင်လမ်းဘေးမှာရက်နေတဲ့သူမရဲ့အတန်းထဲကအေးအေးဆေးဆေးနေတတ်တဲ့ကောင်လေးတယောက်ကိုသူမမြင်တွေ့သွားပါတယ်။သူ့ရဲ့ကျောင်းဝတ်ဆောင်ကဟောင်းနှွမ်းနေပြီးဖက်နှက်တွေကလည်းစုပ်ပြင်းနေကလက်ထဲမှာလည်းမှုန့်နေပြည့်ပါပဲ။သူမကအတန်ကျဲကြီးနဲ့ရှီမောလိုက်ပြီးဖုန်းကိုထုတ်ကဗီဒီယိုစတင်ရိုက်ကူးပါတော့တယ်။ကျောင်းကဈေးတဲ့ကောင်လေးကိုကြီးကြပါအောင်။သူမကအော်ဟစ်လိုက်ကြပါ။နင်ကလေငါတို့အတန်းထဲမှာရှိမနေပဲဈေးထဲမှာပဲရှိနေတဲ့နာဟာ။ကောင်လေးကဘာမှပြန်မပြောပဲတခြားဟုတ်သာလွှဲကြည့်လိုက်ပြီးသူပါပြင်ကတော့ရှယ်ယွံမှုကြောင့်หนีရဲနေခဲ့ပါတယ်။နောက်တနေ့အတန်းထဲမှာတော့သူမကသူ့ကိုပတင်းပေါက်ရှိမှတယောက်တည်းတူတူလေးစကားပြောနေတာကိုတွေ့လိုက်ရပါတယ်။သူမထပ်ပြီးတော့ရီမောလိုက်ပြန်ပါတယ်။တူတူနဲ့ဘာလဲတောင်းစားဖို့လေ့ကျင့်နေလားဟတ်လား။သူကလှည့်ကြည့်ပြီးတူတူလေးပြန်ဖြေလိုက်တယ်။မဟုတ်ပါဘူးကွာ။တနေ့ကျရင်ငါကြီးမားတဲ့အရာတစ်ခုပိုင်ဆိုင်ရမယ်။ပြီးတော့နင်ငါ့ပေါ်ဆက်ဆံတယ်လို့မျိုးငါတခြားလူတွေအပေါ်ဘယ်တော့မှမဆက်ဆံဘူးလို့ကိုတတိပေးနေတာပါ။သူမကမှဲ့ပြုံလေးပြုံးလိုက်တယ်။ငါအဖေကကုမ္ပဏီ9ခုတောင်ပိုင်တာ။နင့်လိုလူမျိုးတွေကအပေါက်ရှိရနေတောင်ဝင်ခွင့်ရမှာမဟုတ်ဘူး။အဲ့ဒီလိုပြောလိုက်တော့သူမရဲ့တငယ်ချင်းတွေကဝိုင်းရီကြပါတယ်။သူကနေရာပြန်သွားလိုက်ပြီးသူ့မျက်လုံးတွေကတော့ပြတ်သားနေခဲ့ပါတယ်။နှစ်တွေကြာသွားခဲ့ပါတယ်။မိန်းကလေးကအရွှေရောက်လာပေမဲ့တက်တောင့်တက်တာရှိလွန်းမှုကသူမကိုပြင်းရည်သွားစေခဲ့ပါတယ်။ကောင်လေးကတော့နေရောညပါလှုပ်ခဲ့ပြီးအကျွေးစိတ်တိုင်းကိုစူဆောင်းကတိတ်တဆိတ်ပညာသင်ယူခဲ့ပါတယ်။တနေ့မှာတော့သူမရဲ့အဖေကစိတ်ပြက်လက်ပြက်နဲ့သူမအခန်းထဲကိုရုတ်တရက်ဝင်လာပါတယ်။ငါတို့မွဲသွားပြီ။အရာအလုံးဆုံးရှုံးသွားပြီ။နေ့ရဲ့အဆင်ချင်မဲ့သုံးဆွဲမှုတွေနဲ့ပတ်သက်ပြီးငါတတိပေးခဲ့သားပဲ။အခုတော့သွားပြီဟာ။သူမကနားမလည်နိုင်ပဲငိုကြွေးလိုက်ပါတယ်။သမီးအဲ့ဒါကိုပြင်ပေးပါမယ်ဖေ။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။အဲ့ဒီညနေမှာတော့သူတို့ရဲ့ကုမ္ပဏီဟောင်းကားပါကင်ထဲကိုစိန်ခံကားတစ်စီးဝင်ရောက်လာခဲ့ပါတယ်။ဝတ်ဆောင်ပြေဝတ်ဆင်ထားတဲ့မျိုးသားတယောက်ကယုံကြည်မှုအပြည့်နဲ့တီငိမ့်ဆင်းလာခဲ့ပါတယ်။သူမတကောင်ဖွင့်လိုက်တဲ့အခါအန်အောမင်သက်သွားခဲ့ပါတယ်။အဲ့ဒါသူပါပဲ။တစ်ချိန်ကသူမလှောင်ပြောင်ခဲ့တဲ့အဲ့ဒီကောင်လေးပါ။အလောက်လာလျှောက်တာလားလို့သူမကစိုးရိမ်တကြီးနဲ့မေးလိုက်ပါတယ်။သူကပြုံးပြီးမဟုတ်ပါဘူး။ကျွန်တော်ဒီကုမ္ပဏီဝယ်လိုက်တာပါလို့ပြန်ဖြေလိုက်ပါတယ်။သူမကပတ်စံအဟောင်းသားဖြစ်သွားပါတယ်။ဘာနင်ကဟုတ်ပါတယ်။နင်ရဲ့စကားတွေကိုငါဘယ်တော့မှမမေ့ခဲ့သလိုငါပေတော့မှလည်းအလက်လောက်တောင်မရက်နာခဲ့ဘူးလို့သူကပြန်ပြောပါတယ်။ဘသူ့ကိုမှသူတို့ရဲ့နောက်ခံအခြေအနေကိုကြည့်ပြီးအကဲမဖြတ်သင့်ဘူးလို့သင်ယုံကြည်ရဲဆိုရင် yes လို့ comment ပေးခဲ့ကြပါနော်။